ဒီ tablet ကကျွန်တော်စမ်းမှုသမျှ tablet တွေထဲမှာ battery အခန့်ဆုံးပဲ display ချင်းရှင် fight မယ်ဆိုရင်လည်းဒီကောင်ကြီး fight လို့ရတဲ့ကောင်အရွယ်3ပါအေးစစ်စစ်သုံးလို့ရတယ်ဗျာ SIM card မပါတာကလွဲရင်အကုန်လုံးကိုဖုန်းတစ်လုံးထက်တောင်မှတာတယ်လို့ကျွန်တော်တို့ပြောမယ်ဆိုရင်ပြောလို့ရတယ်နာမည်ကတော့ Oppo Pad F5 ပေါ့နော်ဆိုတော့စိတ်ဝင်စားဆိုရင်အဆုံးကြည့်ရအောင်အရွယ်သုံးပါလို့ပြောခဲ့တာကလေးအတွက်ဆိုဒီကောင်ဒီမျက်စိထိခိုက်တာအရန်ကိုတက်တာသွားမယ်လူကြီးတွေအတွက်ရောပဲ display size နဲ့တင်အားလုံးနဲ့ဘာမှမဆိုင်တော့ဘူးဗျာ 12.1 inches ရှိတယ် 2.8K resolution နဲ့လာမယ်120Hz နဲ့ဒီ tablet ကိုသုံးရမှာပြီးဒီကောင်ကျွန်တော်ဖုန်းတွေမှာအသက်ကုန်ပြောခဲ့ကြတဲ့ TUV certified display ပဲကျွန်တော်မျက်လုံးကို icon 4A စစ်စစ်ဖြစ်နိုင်တယ်ဆိုတော့ကလေးတွေကိုပေးသုံးမယ်ဆိုရင်လည်းမိုက်တဲ့တစ်ချက်ကတော့အဲ့လိုတို့စောင့်ကြားထဲမှာခိုးပြီးတော့အဲ့ဖုန်းလေးဖွဲ့ပြီးသုံးစရာမလိုတော့ဘူးဗျာဒီ tablet size ကြီးနဲ့ကိုသုံးရမှာဆိုတော့ခိုးသုံးလို့မရဘူးလူကြီးအတွက်ဆိုရင်လည်းတို့မသုံးတတ်တဲ့ဖုန်းတက်ဆိုင်ဒါမျိုး tablet ကအများကြီးပို့ပြီးတော့အဆင်ပြေသွားမှာပေါ့နော် display ကြည့်အောင်မဟုတ်ဘူးဒီကောင်ရဲ့ speaker အတန်တော့ဒီတော်တော်ကြီးကိုကျယ်လို့ပြောလို့ရတယ်လေးလုံးပါတယ် quad speaker immersive ဖြစ်တယ်ဆိုတော့တို့ YouTube ဖွင့်ပြီးတရားပဲနားထောင်အောင်ကျွန်တော်တို့နည်းနည်းနားညှိမှာပေါ့နော်ဒါပေမဲ့တို့အနေနဲ့ဒါကိုမကြိုက်စရာဘလို့အကြောင်းမဲ့ချက်မှမရှိနိုင်ဘူးပြီးဖုန်းသုံးတယ်လို့လည်းအဲ့လိုမျက်လုံးကြီးကိုအားစိုက်ပြီးတော့လိုက်ကြည့်ကြလဲလို့မနေဘူး display speaker က media consumption မှာအရန်ကိုအရေးကြီးအချက်တွေပါလာတယ်အဲ့အတွက်ကို tablet ကလောလောဆယ်အနေထားမှာ okay နေပြီdisplay မှာ AMOLED လည်းမပါပါဘူးကွာလို့ညင်းပါဆိုတာလည်းသိတယ်ဒါပေမဲ့ဒီကောင်ရဲ့ LCD ကိုနည်းနည်းလေးတစ်ချက်သေချာလေးအပြင်မှာဖြစ်ဖြစ်ဆန်းပြီးတော့သုံးစီခြင်းတယ် True Black မရဘူးအဲ့ဒါလေးကလွှဲရင်ဒီကောင် display ကကျွန်တော်တို့ဘာအပြည့်မှပြောစရာမရှိဘူး Flex သူ့ထက်ဈေးကြီးတဲ့ laptop တွေမှာတော့ဒါမျိုး display မျိုးကျွန်တော်တို့မတွေ့ရဘူးပေါ့ဗျာဆိုတော့ display ကျဲအတွက်ကြောင့်မလို့ battery ဘယ်လိုနေမလဲတွင်တိုင်းများရယ်ဆိုရင်တော်တော်များများကနောက်ပိုင်းမှာလည်း battery ကတိတ်ပြီးတော့မခံကြဘူးဆိုတာမျိုး tablet မှာလည်းကျွန်တော်ကြားရလာဒီကောင်ကတော့ကျွန်တော်စမ်းမှုသမျှ tablet တွေထဲမှာ battery အခန့်ဆုံးလို့ပြောလို့ရတယ် capacity 1050 mAh ထိပါလာတယ်အဲ့ဒါမှသူ့ရဲ့ software နဲ့ပေါင်းလိုက်မယ်ဆိုရင်ဒီကောင်ရဲ့ battery ကျွန်တော်တို့ up to 2ရက် ACC D life မှာသုံးလို့ရနေပြီအားသွင်းတဲ့ခါမှာတော့နည်းနည်းလေးအဲ့ကြာချိန်လေးတော့တီးခံရလိမ့်မယ်ဒါပေမဲ့ battery တစ်ခုလုံးတော့ခံပေးပြီးသွားပြီပဲဆိုတော့အားခန်းတာသွင်းဖို့လည်းလို့မနေဘူးလေဆိုတော့ media consumption နဲ့ entertainment နဲ့ okay နေပြီကျွန်တော်တို့ work productivity ဘယ်လောက်ထိထွက်လဲကျွန်တော်ပြောတဲ့အရွယ်သုံးပါးထဲမှာအလဲတစ်ပါးကကျွန်တော်တို့ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီ white collar worker တွေဒီ tablet ရဲ့အဓိက target audience ပဲကျွန်တော်တို့ mouse လေး keyboard လေး bluetooth နဲ့ချိတ်လိုက်ပြီဆိုတာနဲ့ဒီကောင်ဒီနောက်ထပ် productivity machine ပုံစံကိုပြောင်းသွားပြီ DOS တွေ sheets တွေ slide တွေဒါတွေအကုန်လုံးဒီထဲမှာပဲတစ်ခါတည်းအပီးလုပ်လို့ရတယ်ပေါ့ပါ photo edit မယ် video edit မယ်ဆိုရင်လည်း okay သေးတယ်ကပ်တော့မရတာအကြောင်းမရှိဘူးเนาะ online media နေ class တွေရှောက်တက်မယ်ဆိုရင်လည်းတက်လို့ရသေးတယ် productivity ဖြစ်တဲ့အချက်နောက်ဆုံးခုနပြောခဲ့တဲ့ battery ဘာတစ်ခုမှကိုပူစရာမလိုတဲ့ကောင်မျိုးပဲ Color OS ကြောင့်လည်းနည်းနည်းပြောဖို့လိုမယ်အဓိကတော့ AI features ပဲကျွန်တော်တို့ဖုန်းတွေမှာပါလာတာတော့မှန်တယ်ဒါပေမဲ့ဖုန်းတွေမှာဘယ်လောက်ထိကျွန်တော်တို့အသုံးချဖြစ်လဲပေါ့ဒီကောင်က string ကအကျယ် AI record တွေ notes တွေ summary Gemini အကုန်လုံး tab လေးတွေကျွန်တော်တို့ဒီထဲမှာအခါတည်းဖွင့်ထားလို့ရတယ် app ကို live ပြီးတော့ switch နေကြမလို့ဖုန်းနဲ့အလုပ်လုပ်တာတော့တော်တော်ကြီးကိုဒုက္ခရောက်တာပါဒါသိတဲ့လူတွေလည်းသိကြတာပဲမပြီးသေးဘူးဖုန်းမှာရတဲ့ AI photo features တွေကလည်းဒီကောင်မှာတစ်ခါတည်းသုံးလို့ရတယ်အမိုက်ဆုံးကတော့ Oppo tablet ဖြစ်တယ် Oppo ဖုန်းရှိရဆိုရင် ecosystem မှာပြီးသွားပြီဒါပေမဲ့ iPhone နဲ့လည်းရတယ် Windows Mac ဒါမှမဟုတ်လည်းကျွန်တော်တို့ကအဲ့လို Smart TV နဲ့ချိန်ပြီးပဲတုံကိုနည်းနည်းကိုမြူးရင်ကိုမြူးတလောက်ကို special productivity device တစ်ခုကအကျိုးထဲကိုရောက်နေမယ်သိကြရတဲ့ဒီကောင်ဒီ tablet လုံးထပ်ပူတယ်လို့ပါပြောလို့ရတယ်ဒါမှမဟုတ်တစ်ခါလာလဲကောင်းတာတွေပဲပြောနေရပါကွာလို့ထင်တဲ့သူတွေအတွက်ဆိုရင်လည်းကျွန်တော်ဒီမှာနည်းနည်းလေးအဲ့လိုတိုးတက်စေခြင်းနဲ့အပိုင်းပူပြီးတော့ကောင်းစေခြင်းနဲ့အပိုင်းလေးတော့ရှိတာပေါ့နော်ပထမဆုံးသူရဲ့ front camera ပဲ Windows laptop တွေတော့တာပါတယ်ဒါပေမဲ့ MacBook တွေနဲ့ရှင်းမယ်ဆိုရင်တော့မမီဘူးလို့ပဲပြောရမယ်ပြီးသူရဲ့ storage နဲ့ SoC UFS 3.1 ဖြစ်တယ် okay SoC Dimensity 9000နဲ့မှ300 Ultra ဆိုနည်းနည်းလေးပိုရင်ပိုကောင်းမလားပေါ့ဒါတော့မှဒါကျွန်တော်ဖြစ်စေခြင်းနဲ့အပိုင်းကိုပြပြရတာအဲ့လိုမျိုး specs မဖတ်ဘူးဆိုရင်တော့ဒီကောင်မှာဘာ SoC 3နားမှန်ကိုကျွန်တော်လုံးဝသတိထားမိမှာတော့မဟုတ်ဘူး SoC 2ရဲဆိုရင်တော့မှဖုန်းနဲ့ကွာတာကဒီကောင်ပေါ်မှာ power consumption ပို့ပြီးတော့သုံးလို့ရတယ်ဗျာနောက်တော့အကျယ်ကြီးဖြစ်တဲ့အတွက်ကြောင့်မလို့ heat ကလည်းပို့ပြီးတော့နည်းနေမှာပြီး performance ပို့ပြီးတော့ထွက်ချင်တပ်ပဆိုရင်လည်း setting ထဲမှာပဲကျွန်တော်အဲ့ဒီမှုလေးကို online လို့ရသေးတယ်ဒါပေမဲ့ user တွေပြဿနာကကြတော့ဖုန်းထက်တောင်မှဒီ tablet တွေကိုအများကြီးအကြာကြီးပို့ပြီးတော့သုံးချင်တယ်ဆိုတော့ long time performance အတွက်ဆိုရင်တော့9300 Ultra ထွက် maybe at least Snapdragon 7 Gen 4လောက်ကိုသူတို့လိုချင်ကြရမျိုးရှိတယ်ဆိုတော့မငင်းပါဘူးဒါပေမဲ့ဒီကောင်လေးထွက်ပြီးသွားပြီကျွန်တော်တို့နေဘာမှလုပ်လို့မရတော့ maybe နောက်တစ်ခေါက်မှပို့ပြီးတော့ကောင်းဖို့တော့မျှော်လင့်လို့ရတယ် heavy user ဆိုရင်ပုံမှန်တိုင်း specs မကြည့်ဘဲနဲ့ experience user ဆိုရင်တော့ Color OS 16နဲ့တင်အဲ့လိုမျိုးအသေးလုံးတွေကိုသူတင်ကြုံပြီးယူသွားမှာဗျာ so I love it experience အရာတော့ဒီကောင်ကိုသဘောကျတယ်ဒါပေမဲ့လေလူတိုင်းတော့မလိုဘူးဗျတော်တော်များများ tablet တွေမှာလည်းပါခြင်းတဲ့ကောင်ပါတယ်မပါခြင်းတဲ့ကောင်မပါအဲ့လို flashlight လေးထည့်ပေးတော့ပို့ပြီးတော့ကြိုက်မှာပေါ့နော်ရုပ်တရက်လို့လက်ထဲမှာမီးထုံးမှုဖုန်းမရှိဘူးဆိုရင် tablet ကိုကင်တာများရဲဆိုရင်တော့ flashlight လေးပါလာတာကမပါတဲ့ဆိုင်တော့အများကြီးပို့ပြီးအသုံးတဲ့နောက်တစ်ချက်ကျွန်တော်လူတိုင်းအတွက်ကိုတောင်းဆိုချင်တာကတော့ tempered glass တွေ cover တွေ accessory တွေအဲ့လိုမျိုးဆိုရင်တော့ပို့ပြီးတော့ကောင်းပါမယ်ဝယ်ရင်အဲ့လိုတစ်ခါရဲအများကြီးလက်ဆောင်ပြီးပို့ကောင်းတာပေါ့နော်ဒါကို border တွေလိုက်ပေးရ anyway နာမည်က Oppo Pad F5 ဖုန်းတစ်လုံးလိုမျိုးငါဒါကြီးကိုတအားကြီးလိုချင်လိုက်တာဆိုရဲစိတ်ကတော့ခင်ဗျားစီမှာရှိနေမှာတော့မဟုတ်ဘူးဟုတ်ဆို tablet တွေကိုယ်တိုင်ကိုကအဲ့လို user experience base ဖြစ်တယ်လက်ထဲကိုလေရောက်လာတော့မှာငါ
ဒါကိုအစိုးရလိုအပ်ခဲ့ပါလားရုပ်ရှင်ကြည့်ရခါမှာဖုန်းနဲ့မဟုတ်ဘူး laptop နဲ့မဟုတ်ဘဲနဲ့ဒီ tablet နဲ့ကြည့်ရတဲ့အရာဒါပါလားဆိုပြီးကျွန်တော်တခါတည်းအဲ့ကြမှာတွေးမိမှာပေါ့နော်ပြီးတော့ဖုန်းတွေဆိုရင်ဟိုဟာဆိုလဲလိုချင်တရားဆိုလဲလိုချင်ဒါပေမဲ့ tablet ကို never ကျွန်တော်တို့ tablet တွေနဲ့ဆိုရင်အဲ့လိုစိတ်မျိုးလုံးဝဖြစ်မှာမဟုတ်ဘူးပြီးကျွန်တော်ပြောသလိုအရွယ်3မအတွက်ကိုဒီကောင် okay ရကျွန်တော်ပြောတာဟုတ်လားမဟုတ်လားကောင်းလားမကောင်းလားဘယ်လိုမျိုးဝေဖန်ခြင်းလဲအောက်က comment လေးမှာတစ်ချက်လောက်မှတ်ခဲ့ပေးပါကျွန်တော် page ကို like follow subscribe လုပ်ခဲ့ပါကျွန်တော်တော့ John ဖြစ်ပါတယ်အားလုံးဟုတ်